အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုစပိုင်ဒါကင်း channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ရောက်ချင်တာရောက်2026ကြီးမှာထွက်ရှိလာတဲ့ Minecraft add-on လေးတစ်ခုအကြောင်းကို review အနေနဲ့ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ကနေလုပ်ပေးသွားကြဖို့နဲ့ဒီဗီဒီယိုလေးကိုလည်း like and share လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ဗျာကဲဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ခင်ဗျာOkay ဆိုတော့အားလုံးပဲမင်္ဂလာပါဘလို့ရေကျွန်တော်ကတော့ Spider King ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ကတော့ကျွန်တော်ခုနကအရှိမပြောသွားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ရဲ့2026ရောက်ချင်ရောက်2026ကြီးမှာပေါ့နော်ကျွန်တော် Barrow Player တွေအတွက်အရင်မှာကောင်းပြီးတော့ကျွန်တော်တငယ်ချင်းတွေနဲ့ချိတ်ဆုံတယ်အရင်ကိုသုံးဝင်မဲ့ Minecraft add-on ကြီးတစ်ခုဖြစ်တယ်ဟောဒီ Project add-on ကြီးပေါ့နော်ကျွန်တော်ဒီ Project add-on ကြီးထွက်တော့မှလားဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တီတလာဘလူးကိုလာပြီးတော့ပြောပြသွားတာပြောပြမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဆိုတော့ဒီ Project add-on ကထွက်မယ်ဆိုပြီးတော့ trailer ထွက်တော့ကတော့ကျွန်တော်လွန်ခဲ့တဲ့2025ဆယ်လပိုင်းလောက်ကဖြစ်မယ်ပေါ့နော်အဲ့လောက်တုန်းကကျွန်တော်တို့ trailer စပြီးတော့ထွက်ခဲ့ရဖြစ်ပါတယ် bro အဲ့ trailer ကိုမကြည့်ရသေးဘူးဆိုလည်းကျွန်တော်အောက်မှာ link လေးချပေးထားပါမယ်ဗျဆိုတော့ဒီ budget add-on ကထွက်တော့မှလားဆိုတော့တကယ်ကိုထွက်တော့မှာပေါ့နော်ကျွန်တော်အဲ့ trailer ထွက်တော့ဆိုရင်နည်းနည်းလေးနာမည်ကြီးသွားခဲ့တယ်လူတီရဲ့များသွားခဲ့တယ်ပေါ့နော်ဒီ budget add-on ထွက်တော့မှ2026ကြာရင်ပေါ့နော်ကျွန်တော်အဲ့တော့ဒီ2026ရောက်ချင်2026ကြီးမှာအဲ့ဒီ budget add-on ရဲ့တကယ်ကိုထွက်တော့မှာပါဆိုတော့ဘယ်ချိန်ထွက်မှာလဲဆိုရင်ရက်တိကျတော့ကျွန်တော်ရဲ့မူချမ်းကြီးရဲ့မပြောသေးဘူးပေါ့နော်YouTube မှာလည်းမပြောဘူး TikTok မှာလည်းမပြောသေးဘူးပေါ့နော်ကျွန်တော်ရဲ့မူချမ်းကြီးကဆိုရင်တော့အဲ့တော့ဒီ budget add-on ဘယ်နေ့ထွက်မှာလဲဘယ်လလောက်ထွက်မှာလဲဆိုတော့ကျွန်တော်လည်းတိကျမသိပါဘူးကျွန်တော်ထင်တဲ့နေ့ကိုပြောပါဆိုရင်နေ့တော့မဟုတ်လကိုပြောပါဆိုရင်တော့ဒီလမဟုတ်ရင်တော့နောက်လလောက်ပေါ့နော်နောက်လနဲ့2လပိုင်းလောက်ထင်လာပဲဗျအဲ့ဒီလောက်ဆိုရင်တော့ထွက်လောက်ပါအဲ့ပေါ့အဲ့ add-on ကတော့ဒီ budget add-on ထွက်လို့ရှိရင်လည်းကျွန်တော်ဗီဒီယိုလေးနဲ့တကွာဘလူးတို့ကိုတင်ပေးပါမယ်ခင်ဗျာဆိုတော့ကျွန်တော် budget add-on အကြောင်းကျွန်တော်သိသလောက်ကတော့နောက်ပါပဲဒီ budget add-on ကကျွန်တော်ဘလူးတွေအသုံးပြရလဲပါတယ်လဲရတော့ကျွန်တော်တို့ဒီ budget add-on ရဲ့ trailer လေးကိုပဲဘလူးသွားပြီးတော့ကြည့်လိုက်ကြပါခင်ဗျာဆိုတော့ဒီနေ့ကတော့ကျွန်တော်ပြောချင်တာလည်းတော့ပါပဲပြီးတော့ကျွန်တော်အခုတလောဗီဒီယိုတွေဘာလို့မတင်နိုင်တာလဲဆိုတော့ပေါ့နော်အခုတလောကကျွန်တော်ကျောင်းသားအိမ်နဲ့ပေါ့နော်နည်းနည်းမအားလို့ပါလို့ကျွန်တော်ဗီဒီယိုတစ်ပုတ်လုပ်ဖို့ကနည်းနည်းအရင်ခက်ခဲနေလို့ပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်မလုပ်နိုင်တာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ရအောင်တော့ကြိုးစားပြီးတော့တင်ပေးသွားပါပဲခင်ဗျာကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်နောက်ထပ်လည်းbudget add-on ထွက်တဲ့နေ့ကျရင်လည်းဗီဒီယိုလေးနဲ့တကွာဘလူးကိုတင်ပေးသွားပါမယ်ခင်ဗျာကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာ